1925ခုနှစ်ဇွန်လ19ရက်ဒီနေ့ကြာသပတေးနေ့အတွက်9ရက်သားမီးအားလုံးတို့နဲ့တဲတော်ကံကြမ္မာနမိတ်ကတော့ကျဲသုံးမဆိုတဲ့သင်္ကေတနဲ့ပဲဒီနေ့မှာစာချုပ်ချုပ်တာတွေအယောင်းဝယ်လုပ်တာတွေလက်မှတ်ရေးထိုးတာမျိုးတွေတွေ့ဆုံဆွေးနွေးတာတွေအောင်မြင်လိမ့်မယ်မတင်မှတ်တာပဲနဲ့ကွဲကွာနေတဲ့သူတွေနဲ့ပြန်ဆုံရတတ်တယ်အရေးကြီးတဲ့အယောင်းဝယ်ကိစ္စငွေပေးချေတဲ့ကိစ္စတွေဆောင်ရွက်ဖို့အတွက်သတင်းကောင်းကြားရတတ်တယ်အလုပ်စဖို့စီစဉ်နေတဲ့သူတွေနိုင်ငံခြားသွားဖို့စီစဉ်နေတဲ့သူတွေတခုခုအပြောင်းလဲလုပ်ဖို့စီစဉ်နေတဲ့သူတွေအတွက်သတင်းကောင်းကြားရမယ်နေ့ဖြစ်ပါတယ်ဒီနေ့မှာမိတ်ဆွေတွေအားလုံးကန်တရားကိုအထောက်ပံ့ကောင်းတွေရဖို့အတွက်ဆိုရင်တော့နီးစပ်တဲ့ကလေးတယောက်ကိုဖနက်ကလေးတရံဝယ်ပေးလိုက်ပါလို့လမ်းညွှန်လိုက်ပါတယ်ဒီနေ့မှာမိရှုတန့်စင်ပွားမြင်ကြတဲ့ရင်သွေးရတနာတွေအတွက်ကတော့မာဖို့ပေတဲ့နေ့ရဂျာတာပရိနေဘွားအဓိပတိဘွားဇာတာရှင်တွေဖြစ်ကြတယ်အဓိပတိဆိုတဲ့အတိုင်းအဓိကကြတဲ့သူဆွေမျိုးသားချင်းအားလုံးတို့အားကိုးရတဲ့ဇာတာရှင်တွေဖြစ်ပါလိမ့်မယ်လို့နမိတ်ကောင်းဖတ်လိုက်ပါတယ်ဒီနေ့ကြောက်တဲ့မွေးနေ့ရှင်တွေအားလုံးမင်္ဂလာမွေးနေ့ဖြစ်ပါစေခင်ဗျာဒီနေ့မွေးနေ့ရှင်တွေအတွက်တစ်နှစ်လုံးကံကောင်းမှုကုသိုလ်ရတရားလမ်းညွှန်ရမယ်ဆိုရင်တော့ဒီလိုမျိုးမှာမြတ်စွာဘုရားရှင်ကိုစွန်းရင်းနေရကလူချင်းနီးစပ်တဲ့ယဟန်တန်ဃာကိုဘုန်းကြီးကိုစွန်းကြိုင်ပို့လူချင်းဥပုသ္တိလစောက်တည်ခြင်းပြုသောကုသိုလ်ဆောင်ရွက်လိုက်ပါလို့လမ်းညွှန်လိုက်ပါတယ်ခင်ဗျာဒီနေ့အတွက်အကျိုးပေးစုမှုကဏ္ဍနေရတော့ကိုကဏ္ဍ၃ညကဏ္ဍဖြစ်ပြီးတော့မိတ်ဆွေတို့ငွေကြေးကိစ္စတွေကံကောင်းမလို့တော့ကတော့ခိုးတွေငှက်တွေကိုဘယ်လက်နဲ့အစာကျွေးလိုက်ပါခင်ဗျာငွေကြေးကိစ္စတွေစကားတော့ရောက်ပြောဆိုရမယ်ဆိုရင်လည်းညောင်မင်းကိုရေသွန်းလောက်ပြီးတော့ဆူတောင်းလိုက်ပါခင်ဗျာတတိုးဆိုင်တွေကုန်းသုံးဆိုင်တွေလက်ဖက်ဆိုင်တွေစားသောက်ဆိုင်တွေရောင်းပန်းတာဝယ်ပန်းလာဖို့တော့ကတော့ဆိုင်ရှိမျက်နှာတာကိုနွားတို့အနေငယ်ပက်ဖြတ်ပြီးဆူတောင်းလိုက်ပါခင်ဗျာအယောင်တိုင်းနေတဲ့ကုန်ပစ္စည်းတွေအယောင်တွက်သွားဖို့လို့တော့ကတော့တားရီခွက်အလုတ်ကလေးတစ်ခုနဲ့တို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ရင်တိတိတန်တာအယောင်တွက်အယောင်ထွက်သွားပါလိမ့်မယ်အမှုကင်းကြုံနေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့အမှုကြုံနေတဲ့သူအတွက်ရေစစ်နဲ့ရေစစ်ပြီးမြတ်စွာဘုရားရှင်ကိုရေကတ်လူ၍ဆူတောင်းလိုက်ပါခင်ဗျာကျမ်းမာကြီးညံ့နေတဲ့သူဆွေမျိုးမိသားစုမှာရှိရဆိုတော့ဒီလိုမျိုးမှာဓာတ်စာဖြစ်နေစေဘဲဥဒုက္ခတွေအနေငယ်စားပြီးကျမ်းမာဖို့အတွက်ဆူတောင်းလိုက်ပါခင်ဗျာအခြေမြတ်တာရေးအိမ်တော်ရေးကိစ္စတွေမှာတော့စိတ်နှောက်ချက်တွေကြားကနေပြီးတော့ပူပင်သောကတွေကြားနေအခွင့်အရေးတွေပေါ်လိမ့်မယ်အဲ့တော့အေးချမ်းချမ်းတသားရာရှိဖို့အတွက်ကတော့ရေခဲတုံးလေးတွေပါတဲ့အချွေတစ်ခွက်မြတ်စွာဘုရားရှင်ကိုကတ်လှူလိုက်ပါခင်ဗျာ